ကဘာမြေရဲ့အရှင်သခင်ကဘသူဖြစ်လာမလဲလူသားလားမြောက်ဝန်လားအသိဉာဏ်ရှိတဲ့မြောက်ဝန်တွေနဲ့မျိုးတုံးလူနီးပါးဖြစ်နေတဲ့လူသားတွေအကြားကနောက်ဆုံးတိုက်ပွဲခဲစားဟာသူ့ရဲ့မျိုးနွယ်စုကိုတောနက်ထဲကရေတကုံကူတစ်ခုမှာလျှို့ဝှက်ခိုလုံစေပြီးငင်းကျန်းစွာနေထိုင်ဖို့စ조사ခဲ့ပါတယ်။ဒါပေမဲ့လူသားတွေဘက်ကတော့အမျိုးမပြေခဲ့ပါဘူး။တခေါင်လုံးလို့ခေါ်တဲ့ရက်ဆက်တဲ့စစ်ဗိုလ်ချုပ်ဦးဆောင်တဲ့အာဖာမကတပ်ဖွဲ့ဟာညတန်းကောင်မှာခတ်ဆာရဲ့စခန်းကိုဝင်စီးပါတယ်။ဒီတိုက်ပွဲမှာခတ်ဆာဟာသူ့ဘဝရဲ့တန်ဖိုးအရှိဆုံးဖြစ်တဲ့ဇနီးတွေ900နဲ့တာကြီး Blue Azo ကိုဆုံးရှုံးလိုက်ရပါတယ်။ဒီဖြစ်ရပ်ဟာငင်းကျန်းရေးကိုလိုလားတဲ့ခတ်ဆာကိုကလည်းစားချေမှုမိတောက်တွေလောင်မြိုက်စေခဲ့ပါတယ်။ခတ်ဆာဟာသူ့မျိုးနွယ်စုကိုဘေးကင်းရာဂရိတော်မြေစီကိုပို့ခိုင်းပြီးသူကိုယ်တိုင်ကတော့ခေါ်လို့ကိုတတ်ဖို့တယောက်တည်းထွက်လာခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့တစ္ဆာရှိတဲ့တငယ်ချင်းတွေဖြစ်တဲ့မူရစ်လူခါနဲ့ရာကက်တို့ကသူ့နောက်ကိုလိုက်လာခဲ့ကြပါတယ်။လမ်းမှာသူတို့ဟာစကားမပြောနိုင်တဲ့လူသားမင်းကလေးနှုတ်ကလေးကိုတွေ့ရှိခဲ့ပြီးမြောက်ဝင်တွေရဲ့နူးညံ့တဲ့နှလုံးသားကိုပြသခဲ့ပါတယ်။ဒါအပြင်တရိษံယုံကထွက်ပြေးလာတဲ့ဘတ်ရိတ်ဘလို့ခေါ်တဲ့မြောက်ဝင်လေးနဲ့လည်းဆုံတွေ့ခဲ့ပါတယ်။ဘတ်ရိတ်ကနေတဆင့်ခလုံးရဲ့အခြေစိုက်စခန်းဟာနှင်းဖုံးနေတဲ့တောင်ပေါ်မှာရှိတယ်ဆိုတာသူတို့သိလိုက်ရပါတယ်။တောင်ပေါ်ခံတပ်ကိုရောက်တဲ့အခါမှာတော့မြင်ကွင်းကတကယ့်ငရဲခမ်းပါပဲခါစားရဲ့မျိုးနွယ်စုတစ်ခုလုံးအဖမ်းခံထားရပြီးအစာမကြွေးပဲကြုံပြုခံနေရတာပါ။ခက်ဆော်လည်းအဖမ်းခံလိုက်ရပြီးခေါင်းရဲ့နှိမ့်ဆက်မှုကိုခံရပါတယ်ဒီနေရာမှာခေါင်းကအရေးကြီးတဲ့အမှန်တရားတစ်ခုကိုပြောပြပါတယ်အဲ့ဒါကတော့ Simian Flu Virus ဟာထပ်ပြီးမျိုးဗီဇပြောင်းလဲသွားပြီဆိုတာပါပဲအဲ့ဒီ virus ကူးစက်ခံရတဲ့လူသားတွေဟာစကားမပြောနိုင်တော့ပဲတဖြည်းဖြည်းတရိษံတွေလိုအသိဉာဏ်မဲ့လာတာပါခေါင်းကတော့ဒါကိုလူသားမျိုးနွယ်ရဲ့ဏိကုံးလို့ယူဆပြီးအစွန်းရောက်နီးလန်းတွေနဲ့ကာကွယ်ဖို့စ조사နေတာဖြစ်ပါတယ်အချိန်မရှိတော့ပါဘူးတခြားလူသားစစ်တပ်တွေကခေါင်းလုံးရဲ့ခံတပ်ကိုလာတိုက်နေပြီဖြစ်လို့မြောက်ဝင်တွေလွတ်မြောက်ဖို့အတွက်ခဲစားကလမ်းဆက်ရှာရပါတော့တယ်မြောက်ဝင်တွေမြောက်နိုင်ကူကနေထွက်ပြေးနေချိန်မှာခါစားဟာခေါင်းလုံးရဲ့အိတ်ခမ်းထဲကိုရောက်သွားပါတယ်ဒါပေမဲ့သူတွေးလိုက်ရတာကတော့ virus ကူးစက်ခံရပြီးစကားမပြောနိုင်တော့တဲ့တနာစရာကောင်းတဲ့ခေါင်းလုံးတစ်ယောက်ပါပဲခါစားဟာသူ့ကိုကိုယ်တိုင်မတက်ပဲလွှတ်ပေးခဲ့ပြီးမြောက်ဝင်တွေကိုကယ်ထုတ်ဖို့ပဲအာယုံစိုက်ပါတော့တယ်အပြင်ဘက်မှာတော့ပောက်ကွဲမှုတွေတနက်တန်တွေနဲ့အတူတကယ်စစ်တလင်းကြီးဖြစ်နေပါပြီကြီးမားတဲ့နှင်းပြိုမှုကြီးကလူသားစစ်တပ်တွေကိုဝါမျိုးသွားခဲ့ပေမဲ့မြောက်ဝင်တွေကတော့တစ်ပင်ပေါ်တက်ပြီးလွတ်မြောက်သွားခဲ့ပါတယ်ခဲဇာဟာသူ့မျိုးနွယ်စုကိုတာယာလှပတဲ့နေမြေတစ်စီကိုအရောက်ပို့ပေးနိုင်ခဲ့ပါတယ်ဒါပေမဲ့သူကိုယ်တိုင်ကတော့ရရှိထားတဲ့ဒဏ်ရာတွေကြောင့်မခံနိုင်တော့ပါဘူးနေဝင်ချိန်မှာသူ့မျိုးနွယ်စုကိုကြည့်ရင်သူ့ရဲ့တာဝန်ကျေပွန်မှုအတွက်ပြုံးရင်းခါစားတယောက်ငင်းချမ်းစွာအသက်ထွက်သွားပါတော့တယ်